3000နဲ့အချောင်း100ကြီးများတောင်စားလို့ရတယ်ကြော်ကြီးရဲ့ဝက်သားတုပ်ဆိုဆိုင်အချောင်း300တဲ့အကြီးပဲဒါတော့ဝက်ခောက်ကြော်ပါဒီဝက်ခောက်ကြော်ကကြတော့တပွဲကို8000ဝက်သားတုပ်တို့ရဲ့အသားကလေတော်တော်လေးအိရလို့ပြောရလုံးဝချက်ခဲကြီးမဖြစ်ဘူးတန်ရှင်းပြီးတော့ညှိနှံ့လည်းလုံးဝမရှိဘူးဘဲဝဲရဲ့အပေါ်ရံလေးကလေအသားလိုမျိုးအဲ့လိုမျိုးအပေါ်ရံကြောလေးကထုတ်နဲ့နားလည်းမလွယ်တာဒီကောက်လေးဘာနဲ့ဘာလဲဆိုပါတော့မရစားဘူးလိုက်တော့ငါအဲ့လိုမှဒီနေ့မှငါစားလိုက်ကြည့်ရတယ်ဆက်ကြည့်မယ်3000နဲ့အချောင်း100ကြီးများတောင်စားလို့ရတယ်ကြော်ကြီးရဲ့ဝက်သားတုပ်ဆိုဆိုင်မှာတွားစားမယ်ကိုယ်ဝက်သားတုပ်တို့ကဘာအသားရလဲဝက်သားတုပ်တို့မှာနှုတ်အောင်သားလွင်ကျန်တာအကုန်ရ我真的是တချောင်းဘယ်လောက်လဲကိုတခြားမှာ300ချင်းနိုင်တစ်ခုပဲ900ကျန်တာ300ဝက်သားတုပ်တို့ပြင်ဒါလေးကဘာလေးရအဲ့ဒါဝက်3တက်တာကျော်ဟောဝက်3တက်တာတပွဲကို8000တပွဲကို8000ဟောဟုတ်အဲ့ဒါပူတယ်ဒါလည်းဖြစ်ပြီးရှာလာတယ်ရှယ်ပဲဇီးရေးပြီးတယ်ငါဒီမှာကိုဒီစံချာအမေဒီလည်းအမေရှိအဲ့ဒါပူတယ်嗯。
ကိုကြီးကြာစံကြောတပွဲလား ကြာတယ် ဟုတ် အဲ့တော့ကင်မရာကိုရေးပေးမယ် ဒါဟင်းခါလေး ကိုကြီးကအချင်းနိုင်လေးလိပေးပါကိုကြီးအချင်းနိုင်ရတစ်ချောင်းဘယ်လောက်လဲ ရှင်းတယ်တစ်ချောင်း900 900ဩဝသားတို့တို့ရဲ့အသားကလေတော်တော်လေးအိရလို့ပြောရမယ်လုံးဝချက်ခဲကြီးမဖြစ်ဘူးပြီးတော့တန်ရှင်းပြီးတော့ညှိနှံ့လည်းလုံးဝမရှိဘူးအဲ့အပြင်သူဒီဟင်းရဆိုရင်သူ့ရဲ့မူလရတာချိုချိုလေးကိုမှအိရဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒီလိုလိုက်တာအိရဲ့လူတွေအတွက်ဆိုရင်ဒီလိုမျိုးချင်းဆက်လေးကိုထည့်ပေးပြီးတော့စားလို့ရတယ်ဒီမှာတော့အဆက်တိတ်မစားနိုင်ဘူးစားတော့ပါဘူးပြီးတော့ဒီဆိုင်မှာအချင်းအရန်ကောင်းတယ်သူကအချင်းရေပေါ့နော်လူတယောက်လာမှဒီလိုတပွဲပြင်ပေးတာဒီလိုခွက်တက်တက်လေးနဲ့ပြင်ပေးရဆိုတော့တန်ရှင်းတယ်လို့ခံစားရတယ်ဒီကြာစံကြော်ဆိုလို့ရှိရင်လည်းစီဣနေတာမျိုးမဟုတ်ဘဲနဲ့သူ့ကြာစံအသားကိုကဣဣလေးတော်တော်လေးအဆင်ပြေရလို့ပြောရကိုကြီးကလေကိုကြီးဆိုင်မှာအဲ့လိုစောစောလာမှလေစားလို့ရတဲ့မီနူးဆိုရင်ဘယ်ဟာဖြစ် စောစောလာမှာဆိုရင်ရှာလို့အချင်းနိုင်လို့နော်တခြားဟာကြီးကတော့ရပါတယ်ပဲချင်းလာတာညနေ4 နာရီလောက်ထိကိုရတယ်နောက်ပိုင်းဆိုတော့ဥစားရှာလို့ဟာတော့ကကျတော့စောစောကုန်တယ်အဲ့ဒါတော့စောစောကုန်တယ်ကျန်တဲ့ဟာတော့ပဲချင်းလာရ ရှာတို့အချင်းနိုင်တို့ကြိုက်တဲ့လူတွေဆိုလို့ရှိရင်စောစောလာပြီးမှပဲစားလို့ရမယ်မဟုတ်လို့ရှိရင်တို့ကအမြန်ကုန်ပါတယ်တဲ့
စားပြီးတော့ငါးကြောင့်မူစားရင်ပြေသွားလို့တော့ခံစားရဘာလို့ဆိုတော့မှတစ်ချောင်း300တဲ့အကြီးပဲအခုခေတ်ဈေးနဲ့300ဆိုတာအရန်တန်တစ်ချောင်းဆိုတစ်ချောင်းစားရတယ်အရသာတော်တော်ထိထိမိမိရတယ်မင်းတို့လေးတင်လာ喂，ညီမတို့ဒီရာလေးတပွဲလောက်မြည်ပြပါနော်ကန်ဒါတော့ဝက်ခောက်ကြော်ပါဒီဝက်ခောက်ကြော်ကြတော့တပွဲကို8000လုံးဝလေဒီအပြင်သားလေးကကျွတ်ကျွတ်လေးနဲ့အထက်ကအိတ်ဆက်နေရပဲတကယ်ကို east နေရပဲဒီကြာစံကျော်နဲ့ဒီဝက်ခောက်ကျော်နဲ့တွဲစားလိုက်ရင်တအားလိုက်တယ်ဟုတ်အမှန်အခုတော့ဟုတ်ပါအော်ရပြီခွိတ်ကညီမတို့လေဘဲဥတစ်လုံးလောက်ဒုံးနဲ့ထိုးပြီးပေးပါလားအဲ့လိုတစ်လုံးလုံးဆိုရင်ကိုကြီးဘယ်လိုယူလဲဈေးဦး တစ်လုံးဆိုရင်600တစ်လုံးကို600ဘဲဥတစ်လုံးကို600တဲ့ဆက်မယ်နော်ဘဲဥရဲ့အပေါ်ရံလေးရတယ်အသားလိုမျိုးအဲ့လိုမျိုးအပေါ်ရံကြောလေးကထုတ်နဲ့
အရသာအထဲထိဝင်နေဟုတ်တခြားဆိုင်နေလို့အဲ့လိုဘဲဥရသာကြီးပဲမဟုတ်ဘဲဥဒီအရေးရဲ့အရသာဘဲဥတွေဝင်နေချင်းကဟိုကတမန်တီးလေးညှစ်ထားတော့လုံးဝ share ပဲဝသားတို့တို့ကိုတကောင်လုံးစုံစုံလင်းလင်းလဲစားကျင်တယ်ဈေးရလဲတန်ရမယ်တန်တန်ရှင်းရှင်းလဲရှိရမယ်ဆိုလို့ရှိရင်ဒီအင်းစိန်ရိုးတရားဈေးမှာရှိတယ်ကြော်ကြီးဝသားတို့တို့ဆိုင်ကိုလာပြီးတော့စားလို့ရပါတယ်သူစီမှာဆိုရင်ဒီဝသားတို့တို့ဒီနှုတ်အောင်လွဲလုံးတကောင်လုံးရှိရယ်အဲ့ဒါကိုလုံးက300ပဲဒါပေမဲ့အဲ့ထဲမှာအချင်းနိုင်ကတော့900ပါကျန်တဲ့အကုန်လုံးကတော့300ပဲဘဲဥတစ်လုံးကို600ကြာတန်ကြော်တပွဲဆိုလို့ရှိရင်1500ဒီလိုမျိုးအိဆက်ပြီးတော့အပေါ်ရန်တင်းတင်းလေးနဲ့ဝက်ခောက်ကြော်ဆိုလို့ရှိရင်တပွဲဥမှာ8000နဲ့အဲ့ဒါအပြင် तू ကအချင်းရီကိုအိပြောင်လို့ဒီလိုချင်းဆက်လေးလဲဆက်လို့ရပါသေးရဲ့ပြီးတော့သူ့သဘောကြာဒီဆိုင်မှာအချင်းအရန်ကောင်းပြီးတော့ तू ကလူလာမှဒီလိုမျိုးလေးတက်ချပေးရပါအဲ့တော့တန်ရှင်းရှင်းနဲ့စားခြင်းတန်ရှင်းရှင်းနဲ့ဈေးတန်လေးစားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဆိုင်ကိုညွှန်ပါတယ်ဟိုဆိုင်ရဘယ်ချိန်ဖွင့်တာလဲ နေ့လေ7 နာရီဆို ဟိုပိတ်ချိန်ရောရှိ ပိတ်စင်ရတော့ဟို6 နာရီ 9 နာရီလောက်ဆိုတော့ ဟုတ်ဆိုင်ပိတ်ရက်တွေပါရောကို ဆံပြေတနင်္ဂနွေတည်းရ ဟောတနင်္ဂနွေတရက်တော့ပိတ်တယ်ကိုဒီဆိုင်ကိုလာခြင်းနဲ့ဆိုရင်ဘယ်လိုလာလို့ရလဲ ဒါရရလို့ဆိုင်အင်းစိန်ယူရီယာစီရမှာရှိတယ်တောင်သူကုန်းရက်ကွက်အင်းစိန်ဆေးရုံနဲ့နေရမှတ်တိုင်ဆိုလို့ရှိရင်အင်းစိန်ဆေးရုံမှတ်တိုင်မှာဆင်းရတယ်အင်းစိန်ဆေးရုံမှတ်တိုင်ဆင်းရတော့ပြီးတော့ဟိုက်ဘက်မှတ်တိုင်ဆင်းရရတယ်အဲ့ဒီရဝင်ဟိုယူရီယာစီဘန်ကောက်ဖြည်းဖြင်းဆိုင်ရှိတယ် ဟုတ်ယူရီးယားဈေးတွေကဘန်ကောက်ထိပြေးဆိုင်ရှိမှာဒီကြော်ကြီးဝတ်သားတို့တို့ဆိုင်ကိုလာခြင်းနဲ့ဆိုရင်အင်းစိန်ယူရီးယားဈေးထဲမှာရှိတယ်ဘန်ကောက်ထိပြေးဆိုင်ရဲ့အရှိမှာရှိပါတယ်သူကကြတော့မှတ်တိုင်နေနေဆိုရင်ဟိုက်ဘတ်မှတ်တိုင်နေနေရဟိုအင်းစိန်ဈေးရုံနဲ့လည်းနီးတယ်ပေါ့နော်တကယ်လို့ဆိုင်ရှာမတွေ့လို့ခတ်နေရဆိုလို့ရှိရင် Google မှာဒီကြော်ကြီးဝတ်သားတို့တို့ဆိုင်ရဲ့ location လေးရှိရပေါ့နော်အဲ့ဒါကိုကြည့်ပြီးတော့လည်းဒီဆိုင်ကိုလာလို့ရပါတယ်